là gì cũng hả bà biết rồi là không ai thiên là phía trong mà về phía gì để luôn thiên hà luôn đi cả lúc mà tao vậy là đi abi mà sao lại tao để phơi đi bà luôn là đi là abi mà phía trong mùi cái này phía trong này mà là không ai phía trong thiên mà về phía gì là một bố bia abi mà lên phía gì không ai mà lên gì đấy anh mà đó chỉ là chỉ là cháu tiền TV thay chỉ là bây giờ đập bún này bây giờ mà cô đó xí đấy Emmanuelaပြောရအောင် Emmanuela အဓိပ္ပာယ်ကကျွန်ုပ်တို့နဲ့အတူဘယ်အထိရှိမယ်လို့ပြောလဲကကဘာကုံတိတောင်ရှိမယ်ဒါဆိုကျွန်တော်လည်းမခံစားပါလားဘယ်ခံစားမလဲအတူရှိတာအတိမမပြုတာကျွန်တော်အိမ်ထဲမှာကိုတော်ရှိတယ်လို့သိရင်ကျွန်တော်ပေါက်ခဲ့ရမှာပြောကျွန်တော်ထင်တာဖះเจ้าမှာပဲဖះရှိတယ်ထင်တော့ဖះเจ้าထဲမှာဆိုကောင်းကင်တမန်လို့လာထိုင်တာဖះရင်ကောင်းချီးပေးပါစေအိမ်မှာကျတော့ဘလူးတွေလို့ကြွေးနေကြတယ်ဖះเจ้าလာဖះเจ้าမှာပဲဖះရှိတယ်ထင်တဲ့ဖွဲတွေဘာထင်လဲတိလားအဲ့ဒါကြောင့်ခင်ဗျားတို့ကောင်းကြီးမခံစားပြီးတော့မှခင်ဗျားတို့လာသေးတယ်ကျမ်းစာပြောတယ်ငါ၌မတည်လေအတီးမင်းတို့မတည်နိုင်ဘူးတဲ့ငါသည်စပြည့်နယ်ပြီဖြစ်တယ်မင်းတို့ကဘာဖြစ်လဲအကိုင်းခတ်တယ်ဖြစ်တယ်တဲ့မင်းတို့ငါ၌တည်ရင်အတီးများစွာတည်မယ်တဲ့အတီးတီးဖို့အကိုင်းကအပင်နဲ့ဆက်နေရတယ်ဖះနဲ့ကျွန်တော်ဘယ်လိုလာဆက်လဲသိလားကျွန်တော်ပြမယ်နော်ဘာလို့အတီးမတည်လဲသိလားကျွန်တော်တို့အကိုင်းကြီး6ကတ်နေတာဘာဖြစ်လို့လဲပြောပြကျွန်တော်တို့အကိုင်းလေးတွေကိုယူလာတယ်တနင်္ဂနွေဘယ်နိုင်စလဲဖះเจ้า12နာရီစတယ်အဲ့ဒီအကိုင်းလေးအပင်နဲ့လာပြီးတော့ကြိုးလေးနဲ့ခြိလိုက်တယ်ဘယ်နိုင်ပြီးသွားပြီလဲ3နာရီပြန်ဖြုတ်ပြီးအိမ်ယူသွားတယ်ဖះเจ้าမှာပဲဖះရှိတယ်လို့ထင်နေဖွဲ့တယ်လေဖះနဲ့လာဆက်တွေ့တာဒီမှာရောက်မှဆက်တွေ့တာပြန်3နာရီပြီးတော့ပြန်ဖြုတ်သွားပြီအိမ်မှာထားဘလို့တီးမှာလဲဖះเจ้าမှာပဲခမည်းတော်လာထားတာအဲ့ဒါတစ်ပင်နဲ့အကိုင်းနဲ့လာဆက်တဲ့အချိန်ကအဲ့အချိန်ပဲအတီးတီးချိန်ရင်ခမည်းတော်အောင်မြင်သောအတ္တတာများစွာသောအတီးတီးချိန်ခမည်းတော်တနင်္ဂနွေတစ်ချိန်လေးမှာပဲလာပြီးတော့အကိုင်းနဲ့အပင်နဲ့လာမဆက်နဲ့မရဘူး24နာရီ7 days a week ဖះနဲ့ဆက်ထားရတယ်ဆက်ထားမှများစွာသောအတီးကိုတီးတာကျွန်တော်တို့ဘာလုပ်လဲတနေ့ကနေနေ့တောင်မှပြောချင်တာပြောပောက်ကြရတယ်အကုန်ပြောလှုပ်ချင်တာအကုန်လှုပ်လာလိုက်တည်တယ်ငါ့ကိုစိတ်ဆိုးအောင်မလှုပ်နဲ့တော့ဒီနေ့ငါတနေ့ကနေနေ့မလို့ခွင့်လွတ်တာအောင်မယ်လေမန္တေဆိုထားများတတ်မလားမသိဘူးလာလိုက်တည်တယ်ငါတော့တဲ့ပွဲတော်စားလာတယ်နင်းစားတာမလုံးနဲ့ပွဲတော်စားလာတယ်ပွဲတော်စားလာတယ်နော်တဲ့ပွဲတော်စားလို့ငါခွင့်လွတ်နေတာခရီးနေပွဲတော်စားလာတာနော်ကျွန်တော်တက်တာမှာနောင်တအကြီးကျယ်ရတယ်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်အင်္ဂလိပ်တင်းတော်တစ်ခုမှတော်လို့တရားကြီးကျယ်ဟောတာအားရပါရကျွန်တော်ဟောလေဟောပြီးပြန်ထွက်အဲ့ဒီကလာလို့ကောင်းတော့ကားမောင်းတာလေကိုယ်ကိုကားရအရှိမခွေးလို့လိုက်လို့ဝေးလို့ရကြောင်ပြန်လာတရားဟောလာတာလက်ကတင်းဟောလာတယ်နော်စိတ်ကတိုးလာပြီမိပွိုင်မှာရက်တော့အဲ့ကောင်ကြော်လို့မရဘူးမိပွိုင်ရက်တော့တကားဖွင့် What's wrong with you လက်ညှိုးထောင်ဖို့တော့မလုပ်ပါဘူးလက်တွေပဲထောင်ပလိုက်အဲ့ဒီကဒီလိုမျိုးနားလေးမှလေအခုနတရားဟောတဲ့အထက်ကနေပါလာတဲ့မိသားစုရှိတယ်
Hi pastor ရှက်လိုက်တာတေးတော့မယ်ရှက်လိုက်တာငါဘယ်လိုလုပ်အဲ့ဒီနေရာနေဆော့သွားမလဲတော့စဉ်းစားရတယ်ရှက်လိုက်တာ Hi pastor Hi how are you ဟန်ဆောင်ခဲ့တယ်နော်မကောင်းဘူးဒါမှချက်ချင်းပြုပြင်ရတယ်အဲ့ချင်စပ်တော့ငါရဲ့တတ်တာမဟုတ်ဘူးကျွန်တော်ဝန်ခံရတယ်အရှိတိုင်းပဲသွားမယ်လို့အဲ့ချင်စပ်မကြည့်လေဖျားကြောင်ထဲမှာကျွန်တော် God bless you and God be with you God will sustain you God oh wow Peter what's wrong with you I know hello pastor Shalida hi ဘာလို့မသိတော့မောင်ထွက်ရရှလိုက်တော့ကားရမသိတော့မတလဲကိုမတရားတဲ့ရှလိုက်တော့လေဒါကြောင့်ချစ်တော်ညီကိုမမတို့ကျွန်တော်ပြောမယ်အတ္တတမှာဖျားနဲ့အမြဲတမ်းအတိမပြုတ်နေဖို့အင်မတန်ရည်ကြီးတယ်ကျွန်တော်ရဲ့တတ်တာမဟုတ်ဘူးမလေးအိမ်မှာတစ်မျိုးဖျားเจ้าမှာတစ်မျိုးအလုပ်ရုံမှာတစ်မျိုးကားမောင်းရင်တစ်မျိုးဟုတ်လားဟိုဒီဖျားเจ้าထဲမှာတော့အကုန်ကြည့်လိုက်ဘာလို့ဖျားရှိတယ်လို့အတိမပြုတ်ထားတာဖျားเจ้าထဲမှာပဲဖျားเจ้าထဲမှာအသက်ရှင်နေတဲ့ခင်ဗျားတို့24နာရီအသက်ရှင်ကြည်ရဖျားကောင်းကြီးမပိတ်ကြိုက်တယ်လို့ပြောကျွန်တော်ဖျားเจ้าထဲဝင်ကနေမှာHallelujah. Hallelujah. Hallelujah. Chúc phật sĩ đề, chúc phật sĩ đề. Hallelujah. Hallelujah lâu nè tí là, nhận lâu mà bà lợt à. Tụi nhau sao chi này ra, nhận lâu tập pháp bé cô quay ra, tập pháp bé cô quay ra, tập pháp cả lại chi. Tụi nhau bà đi chết là sao? Hallelujah. Hallelujah. Anh nhai vậy? Chúa xin ra để Hallelujah. Cho nó praise ông shit tên nam bê đâu à, ai đi con được không? Ai đi luôn nghe đi điều. Tôi praise. Alo phải ao ai dùng chữ gia ông, ai đi còn bảo lợt rồi. Ai lâu lâu để nhận luôn. Sao? Cái còn bảo lâu đấy. 我不ကျွန်တော်လေးမျက်လုံးမိတ်လိုက်ရင်မနေ့က Bruce Lee ကိုကြည့်ထားတာတဲ့မျက်လုံးမိတ်တာ Bruce Lee ပဲပေါ်လာတယ်ဒါနဲ့မျက်လုံးပြောင်းဖွင့်တော့ဆရာကိုတွေ့တယ်မျက်လုံးမိတ် Bruce Lee တွေ့တယ်ဒါနဲ့ဖွင့်လဲပိတ်လဲလုံနေတာကျွန်တော်တို့ဖယားကိုကိုယ်ကွယ်နာတွေကတကယ်မထီရောက်ဘူးနော်ဖယားဘာလို့လိုချင်တာလဲနာဝိညာဉ်နဲ့လည်းကောတစ္ဆာဒါကြောင့်မလွတ်မြောက်နိုင်ဘူးဖျားเจ้าလာလဲဖျားเจ้าထိုင်ဆရာလည်းတရားဟောကိုယ်လည်းအိမ်ငိုင်းအေးစစ်ပြောတဲ့ဆရာဆိုပိုးဆိုနည်းနည်းအော်ရင်တော့တစ်ချက်လန့်လို့တော့ဟာလေလုယာဆိုဒီတိုင်းပဲဘယ်နှစ်လောက်ကြာနေပြီလဲဝမ်းနဲ့ဆရာပဲနော်ပြီးရင်ခင်ဗျားတို့ပြန်သွားတော့မယ်အလုပ်ယုံမနှက်ပြန်ဆိုရင်စတော့မယ်ကြည်လေးတယ်ကျွန်တော်တို့ဒီအချိန်ကိုတန်ဖိုးရှိစွာဖရားနဲ့ကိုးကွယ်ကြည့်နှလုံးသားပြည့်နဲ့ကိုးကွယ်ကြည့်အခုကမဟုတ်ဘူးဟာလေလုယာငါကြော်တူးများဟာလေလုယာဒီဆရာလည်းကွာဒီနေ့တရားဟောမယ့်ဆရာတော်တော်လေးရှာရှည်တဲ့ဆရာဟာလေလုဟာလေလုယာအိမ်ပြန်ရောက်တာနဲ့ငါလေးထမင်းနဲ့ကြက်ဥကြော်နဲ့ပဲဖြစ်စီလူးတော့ငါစားပလိုက်မယ်အဝဟာလေလုယာအများကြီးရှိတယ်ချစ်တော်ညီကိုမောင်မလေးမယုံထွက်နိုင်ဘူးညုံထွက်နိုင်ဘူးတိမဲရဲ့တာပါတိမဲဘဝတတ္တမှာလည်းဒီတိုင်းမယုံထွက်နိုင်ဘူးဘဝယူဘလို့လဲယေရှုဖျားတဲ့လောဟလာငါတို့ရဲ့မြို့ကိုရောက်လာပြီတဲ့ရောက်လာပြီဖြစ်တဲ့အတွက်ငါအလွတ်မပေးဘူးတဲ့ဒီနေ့ချစ်တော်ညီကိုမောင်မလေး
ဒီနေ့ဖျားကြောင်းလာတယ်ဘာသာရေးထုံတန်းစင်လာတလေးအရာအဖိုးပြောတဲ့ယေရှုအဖွားပြောတဲ့ယေရှုအဖေပြောတဲ့ယေရှုအမေပြောတဲ့ယေရှုမေ့ထားလိုက်ကိုယ်တိုင်ကိုကြသိတဲ့ယေရှုဖြစ်ဖို့ဘုရားထံသို့တိုးဝင်ကြရအောင်အာမင်တိမဲရတာပါတိမဲရတိမဲရတာပါတိမဲပါလို့လဲဆိုတော့သူ့ဘဝအဲ့ဒီချိန်နဲ့လွတ်မြောက်ခြင်းတဲ့အခါမှာယေရှုဖြတ်သွားတယ်ဆိုတဲ့တည်ကြလဲကြောင်းဒါဝိရဲ့သားတော်ယေရှုအကျွန်ုပ်ကိုကယ်မသနာတော်မူပါဟုဘယ်လိုပြောလဲဟစ်ကြော်တဲ့တဲ့နှလုံးသားထဲကနေဒီနေ့ဖယားအဖိုးပြောတဲ့ယေရှုမလို့ချင်တော့ဘူးအဖေပြောတဲ့ယေရှုမလို့ချင်တော့ကျွန်တော်ကိုယ်တိုင်ကိုကြသိတဲ့ယေရှုဖြစ်ချင်တယ်လို့ခမရနှလုံးသားနဲ့ခေါ်ကြည့်စမ်းပါခမရနှလုံးသားနဲ့ခေါ်ကြည့်စမ်းပါဖယားတတ်တယ်ပေးချင်တယ်သူ့ဘဝသူလွတ်မြောက်ခြင်းတဲ့အခါမှာဒါဝိရဲ့သားတော်ယေရှုတကယ်ဆိုဂျူးလူမျိုးတွေကယေရှုခရစ်တော်ဒါဝိရဲ့သားတော်လို့မတတ်မှတ်ချင်ဘူးအာဗြဟံရဲ့သားလို့ပြောရမယ်စာဒါဝိရဲ့သားတော်လို့ဒီလူဘာလို့ပြောတာလဲအာဗြဟံကဘုရင်မဟုတ်ဘူးဒါဝိကဘုရင်ဖြစ်တယ်သူကောင်းကောင်းသိတယ်ယေရှုခရစ်တော်ဒီဘုရင်တကားရဲ့ဘုရင်သခင်တကားရဲ့သခင်ဘုရင်အနွယ်ကနေဆင်းလာတယ်ဆိုတာကောင်းကောင်းသိတယ်ဒါကြောင့်ဒါဝိရဲ့သားတော်ယေရှုကျွန်တော်ကိုကယ်ပါတင်တို့အတ္တတာဒီအမှုရာခတ်သိမ်းထက်နဲ့အမင်္ဂလာထက်နဲ့ယုံထွက်နိုင်ဖို့အတွက်ထိုတလားမရှိတယ်ငါဒီလမ်းခီလို့ပြောတဲ့ခရစ်တော်နဲ့တင်ကိုယ်တိုင်ကိုကြသိသွားရင်တော့တင်ရဲ့အတ္တတာဒီအောက်ဆုံးကနေအမြင့်ဆုံးကိုဖျားချီးမြှောက်မှာဖြစ်တယ်ဒါမဲ့မှတ်တာတင်ဖျားနဲ့စသွားပြီဆိုရင်သူများတွေကဘာပြောတတ်လဲအဲ့ဒီကောင်ဖယားယူပါကွာမင်းလှုပ်ရှားရှိတာလှုပ်ရှားမှာမင်းဖယားမင်းမဟုတ်ဘူးတော့ချစ်တော်ဖယားကိုတကယ်နှလုံးသားကျွေးမဲ့နဲ့တင်ဆက်ကြရင်ဖယားသခင်ကဒါမဲ့ရေးတော်ကြည့်တယ်အော်တဲ့အခါမှာဒါဝိရဲ့သားတော်ယေရှုကျွန်တော်ကိုကယ်ပါလို့ဟစ်တဲ့ချိန်မှာဘေးနာရှိတဲ့သူတွေကဘာပြောလဲသိလားထိုသူကိုတိတ်ဆိတ်စွာနေစီခြင်းကလူများတို့ဒီငေါ့၍ဆိုကြတယ်ဘာပြောချင်တာလဲကျွန်တော်ဖယားကိုကိုးစားတဲ့ချိန်မှာလေအများသောသူတွေရဲ့ကဲ့ရဲ့ခြင်းရှုတ်ချခြင်းပြစ်တင်ခြင်းအမျိုးမျိုးခံရလိမ့်မယ်ဖယားသခင်ကိုပဲကျွန်တော်ကိုးစားတော့မယ်ကိုတော်ကိုပဲကျွန်တော်ဖတ်တွေ့မယ်လို့ပြောတဲ့ချိန်မှာဒါဝိသားတော်ယေရှုကျွန်တော်ကယ်ပါလို့ပြောတဲ့ချိန်မှာပတ်ဝန်းကျင်ရှိတဲ့သူတွေတဒေါင်းစားတိတ်နေစားနဲ့မထာဖယားကိုကိုးစားပြီးဆိုဘသူတမနာမထောင်တော့နဲ့ဘသူတမနာမထောင်နဲ့ဘသူကမှအာမကိုနဲ့ဘသူကမှလည်းမပြောကြည့်နဲ့ဘသူတမနာမထောင်နဲ့ဖယားတန်ကိုနားထောင်တတ်ဖို့အင်မတန်မှအရေးကြီးတယ်ချစ်တော်ညီကိုမောင်သားဒီမှာဘာလုပ်လဲကြည့်ထိုသူကိုတိတ်ဆိတ်စွာနေစီခြင်းကလူများတို့ဒီငေါ့၍ဆိုကြတော့လေဒါဝိရဲ့သားတော်ယေရှုကျွန်တော်ကယ်မတနာတော်မဟုတ်တာ၍ဟစ်ကြော်တယ်တဲ့ရေးကြည့်တာကခမဖယားကိုကိုးစားချင်ပတ်ဝန်းကျင်ကအတိုက်ခတ်နေမျိုးလာလိမ့်မယ်တာ၍ဖယားကိုကိုးစားတတ်ဖို့အင်မတန်မှရေးကြည့်တယ်ငါဖယားကိုပဲတာ၍ကြိုးစားတာ၍ကိုးစားမယ်ဆိုတဲ့တက်တာ तू တာ၍ဟစ်ကြော်တယ်ဘေးနာကတဒေါင်းစားတိတ်နေစားဆိုတဲ့စကားကို तू နားမထောင်တာ၍ဟစ်ကြော်တယ်အဲ့ဒီချိန်မှာတာ၍ဟစ်ကြော်တဲ့အခါမှာနှလုံးသားနဲ့ခေါ်တဲ့တောင်ဖယားအမြဲတမ်းကြားတယ်ဒီနေ့ဘယ်သူနှလုံးသားနဲ့ခေါ်လဲဘယ်သူနှလုံးသားနဲ့ဖယားကိုရှာလဲဖယားအတွေ့ခံဖို့အစဉ်သင့်ဖြစ်နေပြီနှလုံးသားနဲ့ဒီနေ့ပြင်ဆင်ကြရအောင်ယေရှုသည်ရက်တော်မူတဲ့ထိုသူကိုခေါ်ခဲ့ဟုအမိန့်တော်ရှိသူတို့ဘာလို့ဒီလူကောင်းခေါ်ရင်မစိုးရိမ်နဲ့ထလို့အမဲအခုနာကရှိတယ်ဟဲ့တရောင်းသားတိတ်ဆန်းဆိုတဲ့ဖွဲ့တွေကမစိုးရိမ်နဲ့ယေရှုပါလာရင်ကိုယ့်ကိုပြည့်ရပြူတဲ့လူတွေကကိုယ့်ကိုပြန်ပြီးတော့ attention ထားလာလိမ့်မယ်ကိုယ့်ကိုရှောက်ချခဲ့တဲ့လူတွေကကိုယ့်ကိုပြန်ပြီးတော့ဟဲသူရဲ့တတာကောင်းကြီးခံစားလာရပါလားဆိုတဲ့အံ့ဩစရာဖြစ်အောင်ဘုရားကောင်းကြီးပေးနိုင်တယ်အာမင်အမိန့်တော်ရှိသူတို့ဘာလို့လူကောင်းခေါ်တယ်မစိုးရင်လည်းထားလို့တင့်ကိုခေါ်တော်မူသည်ဆိုရင်ဘုရားသခင်တင့်ကိုအတွေ့ခံပြီးဆိုရင်တော့အောင်စရာကောင်းတယ်ထို့သူသည်မိမိအဝတ်ကိုခြုံပြီးလင်နဲ့ဒီနေ့ကျွန်တော်ပြောချင်တဲ့စကားအဲ့ဒါမိမိအဝတ်ကိုခြုံပြီးလင်လို့ထား၍ယေရှုထံသို့သွားတယ်လို့ပြောတယ်အင်္ဂလိပ်လိုမျိုးမှားတယ်ဗမာစကားမှားတယ်အင်္ဂလိပ်ကမှအမှန်ဖြစ်တယ်ပြောပြမကြည့် and throwing aside his garment he rose and came to Jesus there ကွာတဲ့ချစ်တော်ကြီးကသူဝတ်ထားတဲ့အဝတ်ကတရောင်းစားအဝတ်ဖြစ်တယ်ဂျူးထုံးစံအရာယေဘရဟိဆိုတော့ယေဘရဟိအဝတ်ကိုဝတ်ကြတယ်
မောက်ဆိုးမဆိုတာမောက်ဆိုးမအဝတ်ကိုဝတ်ရတယ်မောက်ဆိုးမကနေပြီးတော့အပြိုအဝတ်ကိုဝတ်ရင်သူ့ကိုပြတ်ဟလာဟိပရောဟိတ်တွေကသူ့ကိုပြဿနာရှာလို့ရတယ်သူကအဲ့ဒီအချိန်မှာသူဝတ်ထားတဲ့အဝတ်ကဘာအဝတ်လဲဆိုတော့တဒေါင်းစားအဝတ်ကိုဝတ်ထားတယ်တင်ဘွားတတ်တာမှာဒီနေ့များစွာသောစိုးရိမ်ခြင်းကြောက်ရွံ့ခြင်းအားငယ်ခြင်းတုန်လှုပ်ခြင်းစိတ်ပြက်ခြင်းအနာဂတ်ကိုမရေရာမတေချာတဲ့အဝတ်ကိုတင်ဝတ်ထားရတယ်ဒါပေမဲ့တင်ဖယားနဲ့အဆက်ရသွားပြီဆိုရင်ဒီနေ့ဗမာစကားနဲ့ကြွာလာတာမိမိအဝတ်ကိုခြုံပြီးလင်တယ်မဟုတ်ဘူးသူခြုံတာမဟုတ်ဘူးသူကအဝတ်ကဝတ်ထားပြီးသားတရောင်းစားဆိုတရောင်းစားအဝတ်ကိုဝတ်ရတယ်ဝတ်ထားတဲ့ချိန်မှာတဲ့သူတရောင်းစားဝတ်ကိုဝတ်ထားတယ်ယေရှုသူ့ကိုခေါ်ပြီးဆိုတဲ့တည်င်းကြားလဲကြား He throwing aside his garment သူရဲ့ဘာလို့လဲသူရဲ့တရောင်းစားဝတ်ကိုသူချွတ်လိုက်တယ်ပါသူပါလေဒီလားငါဖယားနဲ့အဆက်ရပြီနဲ့ and throwing aside his garment and he rose and came to Jesus ဒီမှာကြည့်ဘာမှလို့ဆိုရင်ချုပ်ပြီးနဲ့ထားယေရှုတန်တို့သွားရင် throwing aside his garment he rose and came to Jesus ဟလာဖယားယေရှုခေါ်တယ်ဆိုတဲ့အတန်ကြားလဲကြောက်သူ့ရဲ့အဝတ်ကိုလေ throwing aside ဆိုတာတိလားအဲ့လိုပြစ်လိုက်တာဘာပြောလိုက်တာလဲအဲ့ဒီချိန်မှာပြစ်လိုက်ပြီသူမျက်စိမြင်ပြီလားမမြင်ရသေးဘူးဒါပေမဲ့ကိုတော်နဲ့သူအဆက်ရပြီဆိုတဲ့အချိန်မှာသူဘာသိလိုက်တယ်သိလားတဒေါင်းစားအဟုတ်ကိုသူပြစ်လိုက်တယ်ဘာလို့ဆိုလိုတာလဲငါတဒေါင်းစားဘဝကနေလွတ်ပြီမျက်စိမြင်ပြီလားမမြင်သေးတော့ညာလဲကိုတော့အတန်ကြားတာနဲ့သူလွတ်ပြီဆိုတာသိတယ်ဒီနေ့သင်ဖယားနဲ့အဆက်အသွယ်ရရင်သင်အတ္တတာမှာတကိုးပါတဲ့စိတ်ဖြစ်လာလိမ့်မယ် He throwing aside his garment he rose and came to Jesus ဒီလိုကျွန်တော်တို့လောက်တတ်တဲ့တခါတလေမှာကျွန်တော်ဖြစ်တတ်တာဘယ်လိုလဲဆိုတော့ယေရှုထံသို့ရောက်လို့ငါမျက်လုံးမပြောက်လေတဲ့အตาလေးပြန်ဝစ်ထားမယ်ဆိုတော့ခါကြလဲမထိုးထည့်ထားဘူး Okayယေရှုခေါ်ပြီးဆိုတဲ့ချက်ချင်းသူ့ရဲ့တဒေါင်းစားအဝတ်ကိုစုံပြီးတော့မှအားနဲ့ကိုတော့မိတ္တဟာရရှိတယ် God doesn't want religious God want relationship တပတ်တစ်ခါဘုရားကြောင့်လာတတ်ပြီးတော့ဘုရားနဲ့အဆက်အသွယ်ဖြစ်ပြတ်နေတဲ့အတ္တတောင်ဘုရားမလို့ချင်ဘူးဘုရားနဲ့သင်အဆက်ရှိလို့ဘုရားလိုလို့ရှိတယ်ဘုရားအကြောင်းသိတာထက်ဘုရားနဲ့တင်းကျွမ်းနေဖို့အင်မတန်ရည်ကြီးတယ်ဒီမှာဘာတွေ့ရလဲကြည့်ယေရှုထံသို့သွားယေရှုကလည်းတင်းနဲ့အဘယ်သို့ပြုစေလို့တနည်းမေးတော်မူတယ်ရှင်ဘုရားကျွန်တော်မျက်စိမြင်စေခြင်းကပြုတော်မူပါဟုရှောက်တယ်ပြုတော်မူပါဟုလူကရှောက်လေတော့ယေရှုကသွားတော့တင်းရဲ့ယုံကြည်ခြင်းဒီတင်းကိုကယ်မပြီကြည့်ဘာပြောလိုက်တာလဲတင်းရဲ့ယုံကြည်ခြင်းကတင်းကိုကယ်မဘာယုံကြည်တာလဲကိုရောနဲ့တွေ့ရင်ငါရဲ့အမင်္ဂလာတွေအကုန်လုံးကနေမင်္ဂလာပြန်ဖြစ်လာမယ်ဆိုတော့လုံးဝသူယုံကြည်ချတယ်အဲ့ဒီယုံကြည်ခြင်းကသူ့ကိုမျက်စိပြန်မြင်စေတာဖြစ်တယ်ဒီနေ့တင်ခရစ်တော်နဲ့အဆက်ရပြီဆိုရင်တင်းရဲ့အပေါ်မှာရှိနေခြုံထားတဲ့အမင်္ဂလာတွေအကုန်လုံးကိုဖယ်လိုက်ပြီးတော့မင်္ဂလာပြန်ဖြစ်လာမှာဖြစ်တယ်ဒီမဲရတာပါဒီမဲမျက်စိမမြင်သေးပါဘူးဒါပေမဲ့ခရစ်တော်နဲ့အဆက်ရပြီဆိုရင်အမင်္ဂလာနဲ့အကုန်မင်္ဂလာပြန်ဖြစ်လာလိမ့်မယ်ဒန်မတ်မှာရှိတယ်ဇနီးမောင်နှံနှစ်ယောက် AIDS ယောဂါနဲ့တည်တော့မဲ့ချိန်မှာယေရှုအကြောင်းကြားလိုက်ရတယ်အဲ့ဒီယေရှုအကြောင်းလည်းကြားတဲ့ချိန်မှာအဲ့ဒီယေရှုခရစ်တော်ယုံကြည်လက်ခံလိုက်ပြီးတော့ယေရှုဖခင်နဲ့ပဲအတူအသက်ရှင်တော့မယ်လို့ဆုံးဖြတ်ချက်ချလိုက်ပြီးတော့ဖခင်နဲ့အတူသွားရင်ပြန်သွေးသွားစစ်တဲ့အခါမှာသူ့ထဲသူတို့ရဲ့အထဲမှာ AIDS ပို့လုံးဝမရှိတော့ဘူးဘာဖြစ်လို့လဲဖယားနဲ့အဆက်ရှိသွားလူမည်ဒီကခရစ်တော်၌ရှိနေအသက်ပြုပြင်သောတ
တော်ဖြစ်တယ်အသက်ပြုတ်ပြင်သောတတော်ဖြစ်တယ်ဟောင်းသောအရာတွေဒီပြောင်းလဲပြီးတော့ခတ်သိမ်းသောအရာတို့ဒီအသက်ဖြစ်ကြပြီတိမေတာပါတိမေဘဝမှာမရေမရမတိမချတတောင်းစားဘဝကနေဖယားနဲ့အဆက်ရသွားတဲ့ချိန်မှာဖယားနဲ့ဝိညာဉ်ထဲကနေတွေ့လိုက်ရတဲ့အချိန်မှာဖယားအတန်ကိုကြားတဲ့ချိန်မှာဖယားသခင်ငါ့ကိုခေါ်ပြီးဆိုတဲ့အရာကငါအောင်မြင်ပြီဆိုတော့ကောင်းကောင်းသိပြီးတော့သူ့ရဲ့တတောင်းစားဘုတ်ကိုစွန့်ပစ်နိုင်ခဲ့တယ်မမြင်သေးဘူးယုံကြည်ခြင်းဆိုတာမျှော်လင့်သောအရာကိုမျက်မှောက်ပြုခြင်းဖြစ်တယ်မမြင်သေးတော့ညာလေတိမှဆွဲလာတယ်ဒီနေ့ထိုးရှင်တဲ့သင်အဆက်ရရင်တိမဲရတာပါတိမဲဒီတတောင်းစားဘဝကနေလွတ်မြောက်စေတကယ်တော့ဒီနေ့သင်တို့ရဲ့အတ္တတာထဲမှာရှိနေဝမ်းနည်းခြင်းကြေကွဲခြင်းစိုးရိမ်ခြင်းကြောက်ရွံ့ခြင်းတုန်လှုပ်ခြင်းဆိုတဲ့အဝတ်ကိုစွန့်ပစ်လိုက်ပါဒီနေ့ငါဖျားစီသွားမယ်ငါဖျားကိုဖူးမြော်မယ်ငါဖျားနဲ့မိတ္တဟာယဖွဲ့မယ်ထိုရှင်ဒီတာလင်ငါရဲ့ရှင်ငါသခင်ဖြစ်တယ်လို့ဝန်ခံရင်တိမဲရတာပါတိမဲဒီတရောင်းစားဘွားလွတ်မြောက်သွားစေခဲ့သူတင်းရဲ့တတ္တာဒီလည်းပဲတင်းမနှစ်သက်တဲ့ဘဝတင်းမနှစ်သက်တဲ့အလုပ်တင်းဝမ်းနဲ့ကြေကွဲနေရတဲ့ဘဝတတ္တာကနေဖရားရွေးနှုတ်ပြီးတော့မှအောင်မြင်တဲ့တတ္တာဖရားပြန်ပေးလိမ့်မယ်ထို့သောမင်္ဂလာတို့ဒီမှာရှိတဲ့အရောက်ရှိတဲ့ပုံမှာအစီအမြဲကြာရောက်ပါစေခဏလောက်အားလုံးမတတ်ထားကြရအောင်ချစ်တော်ညီကောင်မတို့မိမိတတ်တာပြန်လဲပြင်ဆင်ပြီးယေရှုကျွန်ုပ်ခေါ်ပါ၏ခြားသောသူကိုခေါ်၍နေစဉ်လွန်မသွားပါနဲ့ဆိုတဲ့အချင်းလေးကိုဒီဆိုဘုံတော်ချီးမွမ်းနေဒီနေ့မိမိတတ်တာတိရပါစကရတိမဲရတာဘာတိမဲကယေရှုသူ့ရှိကဖျက်လျှောက်သွားတဲ့ချိန်မှာယေရှုကျွန်တော်ခေါ်ပါ၏ယေရှုဖျက်လျှောက်သွားတဲ့ချိန်မှာသွေးသွန်နာဆွဲတဲ့အမျိုးသမီးကကိုရောဘဝကိုတိုးထီးတဲ့ခါမှာပျောက်ကင်းစေခဲ့တယ်ကိုရောနဲ့ထိတွေ့တဲ့သူတွေပျောက်ကင်းစေခဲ့တယ်အဲ့ဒီထဲမှာယေရှုခြားသောသူကိုကိုရောထိတွေ့နေချိန်မှာကျွန်တော်ကိုလွန်မသွားပါနဲ့ကျွန်တော်ကိုလွန်မသွားဒီနေ့ပြောကြရအောင်ချစ်တော်ညီကောင်မအရောက်စီတိုင်းကိုရောဒီနေ့ကျွန်တော်အရောက်စီတိုင်းအသက်ကပြောကြရအောင်ခြားသောသူကိုနှလုံးသားထိတွေ့နေတဲ့ချိန်မှာအနာရောဂါငြိမ်းစေတဲ့ချိန်မှာကျွန်တော်ရဲ့နှလုံးသားထဲမှာဖြစ်နေတဲ့အရာကျွန်တော်လိုအပ်နေကြောင်ကိုတော့သိပါတယ်လွန်မသွားပါနဲ့ကျွန်တော်စကားပြောပါကျွန်တော်ကိုထိတွေ့ပါကျွန်တော်ကိုအလုံးလုံးပါလို့ဒီနေ့မိမိတက်တောင်ပြန်ဆက်ကရအောင်Shall the
အောင်ချစ်တော်ကြောင့်ဒီမြစ်စင်တန်စင်လေးကြားနေချိန်မှာအားလုံးမိမိတတ်တာကိုစက္ကပ်ကြရအောင်ကိုတော်တိမေယတာပါတိမေအမိဝန်တွေကမေးလေမျက်စိကန်းတော်သူဖြစ်တော်ညာလည်းပဲမျောလင့်စရာမရှိတော့တော်ညာလည်းပဲမျောလင့်ချင်းရှင်နဲ့အဆက်အသွယ်ရတဲ့အခါမှာသူ့ဘဝဟာတောင်စားဘဝကနေလွတ်မြောက်ကြတာမကသူ့အမြင့်ချင်းဆုံးသောဘဝအမြင့်ချင်းဆုံးသောမြို့လှပသောမြို့ကိုမြင်တွေ့ခွင့်ရခဲ့တယ်။သင်ရဲ့ဘဝတက်တာနဲ့မှာလူတိုင်းကိုယ်မှာရွေချက်တွေရှိကြတယ်ပန်းနိုင်တွေရှိကြတယ်အဲ့ဒီပန်းနိုင်ကိုအရောက်လမ်းနိုင်ဘွယ်တော့တာဒီခရစ်တော်နဲ့အဆက်ရမှာဖြစ်မယ်။ယေရှုကိုမဇာဂျန်ကိုရိုရှင်ရဲ့အတန်ကိုကြားလေကိုရိုရှင်ရဲ့အတွက်သက်ရှင်ခြင်းအဖြစ်တိမဲရတာဘာတိပွဲသည်ဘဝတက်တာထဲမှာအမင်္ဂလာကနေမင်္ဂလာဖြစ်စေတဲ့ကဲ့သို့ဆုံးရှုံးခြင်းထဲမှာအောင်မြင်ခြင်းကိုရရှိတဲ့ကဲ့သို့ယနေ့ကိုရိုသားသမီးများသည်ကိုရိုတန်ကိုကြားလေကိုရိုရှင်ရဲ့တူသွားဖို့ဆုံးဖြတ်ချက်ချတော်သူတိုင်းကိုရိုရှင်တကိုးတော်ခံစားလေလွတ်မြောက်ခြင်းအကြောင်းဖြစ်စေပါတိမဲတာဘာတိမဲလွတ်မြောက်ကဲ့သို့ယနေ့အမှုရာခတ်သိမ်းထဲမှာလွတ်မြောက်ပါစေရောက်ရှိတဲ့တက်တော်လက်တော်ထဲမှာဆက်ကလည်းနာမတော်ကောင်းချီးပေးတဲ့အခါမှာအသက်ခင်ကဲတဲ့ပိုင်ရှင်သခင်ရှုဖျားနာမနဲ့ယေရှုတော်ပေါင်းချီးမွမ်းและဆုတောင်းပါ၏ယေရှုကျွန်တော်ခေါ်ပါ၏ဆိုတဲ့ဓမ္မသချင်းကိုရတ်စပိုက်ကိုတီးဆိုပြီးတဲ့ချိန်မှာကျွန်တော်သင်ဟုတ်ဆရာဖြစ်တဲ့ဆရာတော်ရဲ့ကောင်းချီးပေးခြင်းအပြင်ကျွန်တော်အဆုံးသတ်ကြရအောင်ချင်းဝမြောက်ချင်းဒီတော်၎င်းဒါရောယေရှုခရစ်တော်ထံတော်ပါမလာတော်ချစ်ချင်းမေတ္တာတော်နဲ့တန်ရှင်တော်ဝိညာဉ်တော်ဖခင်ရဲ့မိတ္တဟာယဖွဲ့ခြင်းလမ်းပြပို့ဆောင်ခြင်းဒီနေ့ကြွားရောက်လာကြတော်ဤကိုမောင်နှမအားလုံးအပေါ်မှာယခုမှစ၍ကာလအရှင်အမြဲတည်ရှိတည်နေပါစေတော်အာမင်ကန်ဒီလာချောပတဲ့ချောပစေสุนปาร์ลามาดูทุกท่านจากในโปรแกรมต้องทันไลน์ดีงานน้ำส้มกับชิมสิบาร์ช่วงไหนมาจนรู้สิบปีสาบานยาชิมพิวตัวมูนมิกเล็กนาเจ้ามาเชนอันโอบอยามูตุยชินทันซาชินตัวตุมยางยันไปชอบจนรู้เปลี่ยนเลยดีพยาจอมบุเปลี่ยนเลยลาเจ้ามาสิบาร์อาลุงพิโคบาร์ยันช่วงไหนมาจนรู้อาลุงทมีเมจนรู้นี่เลยสาตัวซาพรมาเงี้ยนี่ไปจนรู้อาลุงนี่มาเปลี่ยนเลยสุสิใจอาลุงกันดีละกินตัวจันดมนักสิจันดมนักจ้าสิเสคำนักตัวมาสิเสตตีขันนักจงไลจ้า
Tuzang kandi lagi nazi peruga hika biakan tiang kana bacaan lai. Nanti langsung apa tiang sesuatu kau kandi lagi nazi peruga hika menggunakan pumdam lai dong narzan sang lai.